တရသီး10လုံးလောက်ဝယ်မဲ့မဲ့လေးတွေဝယ်ထားပြီးတော့အဲ့ဒီ10လုံးရဲ့အလယ်မှာတရသီးအပုတ်ကလေးတစ်လုံးထည့်ထားအဲ့ဒီတစ်လုံးကအပုတ်ကလေးတစ်လုံးထည့်ထားတာကိုအကောင်း10လုံးကအပုတ်တစ်လုံးကိုဝိုင်းပြီးတော့တရသီးအကောင်းဖြစ်အောင်လုပ်နိုင်ပါမလားမလုပ်နိုင်ဘူးအဲ့ဒီအပုတ်တစ်လုံးရဲ့နောက်ကိုအကောင်း10လုံးကလိုက်တော့မှာပဲလူလောကရဲ့သဘောကအဲ့လိုဖြစ်တယ်အပုတ်တစ်လုံးရဲ့နောက်ကို10လုံးကလိုက်တော့အဲ့ဒါကြောင့်အကောင်းဖြစ်ဖို့ဆိုတာမတမခိုင်းမဖြစ်တော့အဲ့တော့ဘသူတွေမကောင်းကိုကောင်းအောင်မလုပ်သင့်ဘူးလားကိုပဲပြန်ပြီးတော့စဉ်းစားကိုပဲပြန်ကြည့်အောင်လောကမှာလူတိုင်းကောင်းအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကဘာကြီးငြိမ်းချမ်းသွားမှာဖြစ်တယ်အားလုံးကငြိမ်းချမ်းတော့သူလည်းကောင်းမယ်ကိုလည်းကောင်းမယ်ဘာလို့လို့ဆိုရင်မြို့ပဲဖြစ်ဖြစ်ရွာပဲဖြစ်ဖြစ်တိုင်းပြည်ပဲဖြစ်ဖြစ်လူတယောက်စီနဲ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းတာလည်းဖြစ်တယ်ဟောလူကြီးတွေများလာတဲ့အခါဥမာမြန်မာပြည်မှာဆိုရင်တန်ပေါင်း50နဲ့တစ်ရှိတယ်ဆိုလို့ရှိရင်တန်ပေါင်း51သောလူတွေအချင်းချင်းလူတိုင်းကငါရဲ့ရင်ထဲနှလုံးထဲမှာမေတ္တာကိုခိုင်မာတည်ဆောက်မယ်အမုန်းတရားတွေကိုငါရှင်းထုတ်မယ်လို့သာနှလုံးသွင်းပြီးအမုန်းတရားတွေကိုသာနိုင်အောင်တိုက်ကျန်တာတွေနိုင်အောင်တိုက်စားမလို့ဒီကနေ့အမုန်းတရားတွေကင်းစင်သွားပြီဆိုဒီကနေ့ငြိမ်းချမ်းရေးရတော့မှသိကြတယ်နော်လုံးဝငြိမ်းချမ်းရှင်ထဲမှာအမုန်းတရားတွေတုံးပြီးတော့တိုးထားပြီးတော့ငြိမ်းချမ်းရေးစကားပြောနေလို့ကတော့ကောက်ချစ်စင်လဲမှုတာပဲဖြစ်မှာနော်ကောက်ချစ်စင်လဲအဲ့တော့လူတိုင်းဟာဒီအမုန်းတရားတွေကဲအောင်ကြိုးစားနိုင်ဖို့တရသီး10လုံးလောက်ဝယ်မဲ့လေးတွေဝယ်ထားပြီးတော့အဲ့ဒီ10လုံးရဲ့အလယ်မှာတရသီးအပုတ်ကလေးတစ်လုံးထည့်ထားအဲ့ဒီတစ်လုံးကအပုတ်ကလေးတစ်လုံးထည့်ထားတာကိုအကောင်း10လုံးကအပုတ်တစ်လုံးကိုဝိုင်းပြီးတော့တရသီးအကောင်းဖြစ်အောင်လုပ်နိုင်ပါမလားမလုပ်နိုင်ဘူးအဲ့ဒီအပုတ်တစ်လုံးရဲ့နောက်ကိုအကောင်း10လုံးကလိုက်တော့မှာပဲလူလောကရဲ့သဘောကအဲ့လိုဖြစ်တယ်အပုတ်တစ်လုံးရဲ့နောက်ကို10လုံးကလိုက်တော့အဲ့ဒါကြောင့်အကောင်းဖြစ်ဖို့ဆိုတာမတမခိုင်းမဖြစ်တော့အဲ့တော့ဘသူတွေမကောင်းကိုကောင်းအောင်မလုပ်သင့်ဘူးလားကိုပဲပြန်ပြီးတော့စဉ်းစားကိုပဲပြန်ကြည့်အောင်လောကမှာလူတိုင်းကောင်းအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်ကဘာကြီးငြိမ်းချမ်းသွားမှာဖြစ်တယ်အားလုံးကငြိမ်းချမ်းတော့သူလည်းကောင်းမယ်ကိုလည်းကောင်းမယ်ဘာလို့လို့ဆိုရင်မြို့ပဲဖြစ်ဖြစ်ရွာပဲဖြစ်ဖြစ်တိုင်းပြည်ပဲဖြစ်ဖြစ်လူတယောက်